နန်းတော်တစ်ခုလုံးစစ်စစ်လေးပျောက်ဆုံးနေလို့စိတ်ပူနေလုံးရုတ်တရက်အမွှေးတိုင်ခွက်ကြီးတဲကနေအလင်းတန်းတစ်ခုထွက်ပေါ်လာပြီးမင်းသမီးလေးစစ်စစ်ဟာပြန်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့သူမလက်ထဲမှာတော့ဘယ်သူမှမမြင်ဘူးတဲ့ထူးဆန်းတဲ့အရာတွေပါလာခဲ့ပါတယ်။ဒါဆိုစစ်စစ်လေးဘယ်ရောက်သွားတာလဲ။တကယ်တော့လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကမှစစ်စစ်လေးဟာသူ့အမနဲ့ပုံတန်းကစားရင်းရှေးဟောင်းအမွှေးတိုင်ခွက်ကြီးတဲဝင်ပုံခဲ့တာပါ။အဲ့ဒီနောက်အမွှေးတိုင်ခွက်ထဲကနေထူးဆန်းတဲ့အလင်းတန်းတွေထွက်ပေါ်လာပြီးမင်းသမီးလေးတစ်ယောက်လုံးပျောက်ကွယ်သွားခဲ့ပါတော့တယ်။တစ်ချိန်တည်းမှာပဲခေတ်သစ်ကဘာမှာတော့မျက်စိအထူးကူဆရာဝန်ချမ်းရံတယောက်အိမ်မှာခောက်ဆွဲစားရင်း TV ကြည့်နေတော့သူ့အိမ်ထဲမှာရှိတဲ့အမွှေးတိုင်ခွက်ကြီးကရုတ်တရက်အလင်းတွေတလက်လက်တောက်ပလာခဲ့ပါတယ်။သူအံ့ဩနေတော့မှပဲရှေးခေတ်ဝတ်စုံနဲ့ကလေးမလေးတစ်ယောက်ကသူ့စပွဲနားမှာပေါ်လာပြီးမင်္ဂလာပါသခင်လေးလို့ပြောလိုက်တာကြောင့်ချမ်းရံတယောက်အံ့ဩလွန်းလို့ပါဇက်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။ကလေးမလေးကသူ့ခောက်ဆွဲပကံတဲကအနီရောင်စီတွေကိုမြင်တော့အကိုလေးရဲ့နှာခေါင်းသွေးတွေထွက်နေတယ်လို့ပြောပြီးရေပါတော့တယ်။ချမ်းရံကကလေးမလေးကိုမင်းဘယ်ကနေရောက်လာတာလဲဘလို့လုံးကအိမ်ထဲရောက်လာတာလဲလို့မေးတော့ကလေးမလေးကလည်းဒါပဲနေရလဲကျမအမရောလို့ပြန်မေးခဲ့ပါတယ်။ကလေးမလေးကချမ်းရံစားနေတဲ့ခောက်ဆွဲကိုစိတ်ဝင်စားကြည့်ပြီးစားချင်ကြောင်းပြောပါတယ်။ချမ်းရံကဒါကလော့စီဖန်လို့ခေါ်တယ်နှာခေါင်းသွေးမထွက်ဘူးလို့ပြန်ပြောပြပါတယ်။ချမ်းရံကကလေးမလေးကောင်းကိုပို့လိုက်တော့ကလေးမလေးကရှင်ကျမကောင်းကိုဘလို့လုပ်ဖို့ရဲတာလဲကျမဘာတူလဲဆိုတာသိရလားကျမကတမင်းဆက်ကလီမင်တာမင်းသမီးပဲလို့ဒေါသတကြီးပြန်ပြောလိုက်ပါတယ်။ကျမဖေကလီရှိမင်းကျမမေကခြံဆုံးဘရင်မကြီးလို့ပါထပ်ပြောလိုက်တော့ချမ်းရံတယောက်လုံးဝကိုအံ့ဩသွားခဲ့ပါတယ်။သူတမိုင်းတွေကိုပြန်စဉ်းစားကြည့်လိုက်တော့လီရှိမင်းဟာနောက်နှစ်တွေမှာခေါင်းကိုက်ယောဂခံစားရပြီးလေဖြတ်ကကွယ်လွန်ခဲ့တာကိုသတိရသွားခဲ့ပါတယ်။ဒါဆိုဒီကလေးမလေးဟာတကယ်ပဲချင်းရံမင်းသမီးပေါ့။ချမ်းရံကကလေးမလေးကိုခောက်ဆွဲစားဖို့ပေးပေမဲ့သူမကနန်းနေဆိုပြီးငင်းခဲ့ပါတယ်။ဒါကြောင့်ချမ်းရံကမုတ်အချိုပွဲကိုပေးလိုက်ပါတယ်။မင်းသမီးလေးစစ်စစ်ကမုတ်အချိုပွဲကိုစားပြီးအရန်ရတာရှိကြောင်းပြောပါတယ်။အဲ့ဒီနောက်ချမ်းရံကဒူးရင်တီထုတ်လာတော့စစ်စစ်ကနန်းနေဆိုပြီးနှာခေါင်းပိတ်ထားခဲ့ပါတယ်။ချမ်းရံကဒူးရင်တီကနန်းပေမဲ့အရသာရှိကြောင်းပြောပြီးတစ်ဖက်လေးစားကြည့်ဖို့တိုက်တွန်းခဲ့ပါတယ်။စစ်စစ်လေးကစားကြည့်ပြီးအရန်ကိုကြိုက်သွားခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်စစ်စစ်လေးကငိုချလိုက်ပြီးအကိုလေးကျမအိမ်ပြန်လို့ရတော့မှမဟုတ်ဘူးလားအဖေနဲ့အမေကိုလွမ်းတယ်လို့ပြောလိုက်တာကြောင့်ချမ်းရံတယောက်စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ချမ်းရံကမင်းသမီးလေးကိုချော့ပြီးတကြားလုံးပေးဖို့ရှာတော့မှားပြီးပေါက်ပေါက်တကြားလုံးကိုပေးလိုက်မိပါတယ်။စစ်စစ်လေးကစားလိုက်တာနဲ့ရှာထဲမှာပေါက်ပေါက်ဖောက်တယ်လို့ဖြစ်ပြီးအော်ဟစ်ငိုယူပါတော့တယ်။ချမ်းရံကမှားပေးမိတာကိုတောင်းပန်ပြီးတကြားလုံးအဖြူလေးတစ်လုံးပြန်ပေးလိုက်တော့မှစစ်စစ်လေးကပြန်ပြောသွားခဲ့ပါတယ်။ချမ်းရံကစစ်စစ်လေးကိုဒီကိုမရောက်ခင်ဘာတွေဖြစ်ခဲ့လဲလို့မေးလိုက်တော့စစ်စစ်လေးကအမွှေးတိုင်ခွက်ထဲဝင်ပုံရင်းအလင်းတန်းတစ်ခုဖြာထွက်ပြီးဒီအိမ်ကိုရောက်လာတာလို့ပြောပြခဲ့ပါတယ်။ချမ်းရံကသူ့အိမ်ကအမွှေးတိုင်ခွက်နဲ့စစ်စစ်လေးရဲ့အမွှေးတိုင်ခွက်ဟာအတူတူပဲဖြစ်ပြီးအချိန်ခရီးသွားဖို့အတွက်အသုံးပြုတဲ့အရာဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်စစ်စစ်လေးကိုအမွှေးတိုင်ခွက်ကိုပြန်ဖွင့်ရင်အိမ်ပြန်ရောက်မယ်လို့ပြောပြခဲ့ပါတယ်။စစ်စစ်လေးကဝမ်းသာအားရဖြစ်သွားပြီးတခြားလုံးတွေကိုအိမ်ပြန်ယူသွားလို့ရမလားလို့မေးပါတယ်။ချမ်းရံကအဖေနဲ့အမေကိုပေးစားချင်လို့လားလို့မေးတော့စစ်စစ်လေးကဟုတ်တယ်လို့ပြန်ဖြေခဲ့ပါတယ်။စစ်စစ်လေးကချမ်းရံကိုနှုတ်ဆက်ပြီးနောက်တစ်ခါလာလဲမယ်လို့ပြောပါတယ်။ချမ်းရံကလည်းသူ့အဖေရဲ့ခေါင်းကိုက်ယောဂတက်တာစင်မဲ့ဆေးရည်လေးကိုစစ်စစ်လေးကိုပေးလိုက်ပြီးနောက်တစ်ခါဘဲမှမသွားဖို့တတိပေးလိုက်ပါတယ်။အဲ့ဒီနောက်စစ်စစ်လေးဟာအလင်းတန်းတစ်ခုနဲ့အတူပျောက်ကွယ်သွားခဲ့ပါတယ်။ချမ်းရံတယောက်တည်းကြံခဲ့ပြီးစစ်စစ်လေးနောက်တစ်ခါပြန်လာပါမလားဆိုပြီးတွေးတောနေခဲ့ပါတယ်။နန်းတော်ထဲပြန်ရောက်လာတဲ့စစ်စစ်လေးကိုမိဘတွေနဲ့အမဖြစ်သူကဝမ်းသာအားရနဲ့ပြေးဖက်ကြပါတယ်။စစ်စစ်လေးကလည်းကျမနတ်ပြည်ကိုရောက်သွားတာလို့ပြောပြီးချမ်းရံပေးလိုက်တဲ့ဒူးရင်သီးနဲ့တကြားလုံးတွေကိုထုတ်ပြခဲ့ပါတယ်။ဒူးရင်သီးနှန်းကြောင့်နန်းတော်တစ်ခုလုံးမူးမေ့လဲမတက်ဖြစ်သွားပြီးဘယ်သူမှမစားရကြပါဘူး။ဒါပေမဲ့စစ်စစ်လေးကပေါက်ပေါက်တကြားလုံးကိုအဖေနဲ့အမေကိုပေးလိုက်တော့အကုန်လုံးရှာထဲမှာပေါက်ပေါက်ဖောက်တယ်လို့ဖြစ်ပြီးအံ့ဩတုန်လှုပ်ကုန်ကြပါတယ်။စစ်စစ်လေးကဒါကိုချမ်းရံအကိုလေးကပေါက်ပေါက်တကြားလုံးလို့ခေါ်တယ်။အရန်ပျော်ဖို့ကောင်းတယ်လို့ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်အမဖြစ်သူကဒူးရင်သီးကိုစားကြည့်ပြီးအရာဒီတစ်ခါတော့ခေါင်းကိုက်နေတဲ့ဧကရစ်မင်းကြီးတစ်ပါးဟာထူးဆန်းတဲ့လူတစ်ယောက်ကြောင့်တက်တာသွားခဲ့ပြီးအဲ့ဒီလူကိုစုံစမ်းဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့သူ့သမီးလေးစစ်စစ်ကတော့အဲ့ဒီလူဟာနတ်ဖျားတစ်ပါးဖြစ်ပြီးသူ့တယောက်ထဲပိုင်တယ်လို့ပြောလိုက်တာကြောင့်ဧကရစ်မင်းကြီးပို့ပြီးတော့တန်တရားဝင်လာခဲ့ပါတယ်။ဒီလိုနဲ့ခေတ်သစ်ကဘာမှာတော့ကျန်းရံဆိုတဲ့ဆရာဝန်လေးတစ်ယောက်စာဖတ်နေတော့ရုတ်တရက်ဆိုသလိုရှေးဟောင်းဝတ်စားတွေနဲ့ကလေးမလေးတစ်ယောက်သူ့အိမ်ထဲကိုပေါ်လာပါတော့တယ်။အဲ့ဒီကလေးမလေးကသူ့ကိုကိုလို့ခေါ်ပြီးပျော်ရွှင်နေတာကိုကျန်းရံတစ်ယောက်နားမလည်နိုင်အောင်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီကလေးမလေးကကျန်းရံကိုဆရာလားလို့မေးတဲ့အခါသူကဆရာဝန်ပါလို့ဖြေလိုက်ပါတယ်။ပြီးတော့စစ်စစ်ကစပွဲပေါ်ကစပစ်တီအစိမ့်တွေကိုမြင်ပြီးအစိတ်ရှိတယ်လို့ထင်ခဲ့တာကြောင့်ကျန်းရံကဒါကခေတ်သစ်စပစ်တီတွေဖြစ်ပြီးအရန်ချိုတယ်လို့ရှင်းပြလိုက်ပါတယ်။စစ်စစ်ကစပစ်တီကိုမြည်ကြည့်လိုက်တော့အံ့ဩသွားပြီးသူခေတ်ကစပစ်တီတွေထက်အများကြီးပိုချိုတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကျန်းရံကကြည့်ပြီးပြုံးနေခဲ့ပါတယ်။ဒီလိုနဲ့ကျန်းရံကစစ်စစ်ကိုစပစ်တီတွေထုတ်ပိုးပေးလိုက်ပြီးစစ်စစ်ကနောက်နေ့ပြန်လာခဲ့မယ်လို့ပြောကမိကိုတွေချတဲ့ကနေပျောက်ကွယ်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကျန်းရံသူ့အဖိုးစီတွားရောက်လက်ပတ်ခဲ့ပါတယ်။အဖိုးကသူ့ကိုဘဝကိုပြန်လဲကူစားပေးမဲ့လူတစ်ယောက်နဲ့3ရက်အတွင်းတွေ့လိုက်မယ်လို့ပြောပြီးရှေးဟောင်းမိကုံကိုပေးလိုက်ပါတယ်။ဒါကိုကြားတော့ကျန်းရံကအဲ့ဒီလူကဘသူလဲလို့မေးလိုက်ပါတယ်။ကျန်းရံကအဖိုးပြောတဲ့လူကစစ်စစ်လားလို့မေးလိုက်တဲ့အခါအဖိုးကဘာမှမပြောဘဲတိတ်ဆိတ်နေခဲ့ပါတယ်။ကျန်းရံကသူ့တငယ်ချင်းကိုတန်မင်းဆက်ကစစ်စစ်ဆိုတဲ့မင်းသမီးလေးကြောင့်မေးမြန်းကြည့်တဲ့အခါအဲ့ဒီမင်းသမီးလေးဟာ10နှစ်မှာပန်းနာရင်ကျက်နဲ့ဆုံးပါသွားခဲ့တယ်လို့သိလိုက်ရပါတယ်
ဒါကိုတိလိုက်ရတော့ကျန်းရံတယောက်စစ်စစ်ကိုဘလို့မှတေးခွင့်မပေးနိုင်ဘူးလို့ဆုံးဖြတ်လိုက်ပြီးမိကုံကိုကြည့်ကစဉ်းစားခန်းဝင်နေခဲ့ပါတယ်ဒီလိုနဲ့စစ်စစ်ကမိကုံတွေကနေပြန်ပေါ်လာပြီးကျန်းရံကိုဘာလို့စိတ်မကောင်းဖြစ်နေတာလဲလို့မေးလိုက်ပါတယ်ကျန်းရံကစစ်စစ်လာလို့ပြောပါတယ်လို့ဖြေပြီးကစားကွင်းကိုလိုက်ပို့ပေးမယ်လို့ပြောလိုက်ပါတယ်ကစားကွင်းရောက်တော့စစ်စစ်ကတခြားလုံးတွေကိုမြင်ပြီးအယံအံ့ဩသွားခဲ့ပါတယ်ကျန်းရံကသူမအတွက်တခြားလုံးဝယ်ပေးလိုက်ပြီးခေဟောင်းဝစ်စားတွေနဲ့စစ်စစ်ကိုတပ်ပုံရိုက်ဖို့စူးစမ်းနေတဲ့လူတွေကိုကျန်းရံကသူ့ညီမလေးဖြစ်လို့တပ်ပုံရိုက်ခွင့်မပေးဘူးလို့ပြောလိုက်ပါတယ်စစ်စစ်ကဒါနက်ပြည်မဟုတ်ဘူးလားလို့မေးလိုက်တဲ့အခါကျန်းရံကနောက်မှရှင်းပြမယ်လို့ပြောပြီးတခြားလုံးကိုပေးလိုက်ပါတယ်ပြီးတော့သူတို့နှစ်ယောက်မြင်းလှည့်စီးပြီးကျန်းရံကစစ်စစ်ကိုဝက်ဝင်ရုပ်ကြီးတရုပ်လဲဆုချပေးလိုက်ပါတယ်နေဝင်ချိန်မှာတော့ကျန်းရံကအိပ်ပျော်နေတဲ့စစ်စစ်ကိုချီပိုးပြီးဖုန်းကိုကြည့်လိုက်တဲ့အခါကလေးထူးကူဆရာဝန်နဲ့ရက်ချင်းယူထားတာကိုတွေ့လိုက်ရပါတယ်သူကစစ်စစ်ကိုဘလို့မှတေးခွင့်မပေးနိုင်ဘူးလို့စိတ်ထဲကနေပြောလိုက်ပါတယ်နောက်တစ်နေ့မှာတော့ကျန်းရံကစစ်စစ်အတွက်မုန့်တွေဝယ်ဖို့စူပါမားကတ်ကိုရောက်လာခဲ့ပါတယ်ရှေးခေတ်ကအစားအသောက်တွေဟာရိုးရှင်းလွန်းတယ်လို့သူကပြောလိုက်ပြီးစစ်စစ်နဲ့သူ့မိသားစုအတွက်မုန့်တွေအများကြီးဝယ်ကကတ်ထူပုံနဲ့ထည့်လိုက်ပါတယ်ဒီလိုနဲ့စစ်စစ်ကမုတ်ပုံးကြီးကိုတဲပြီးတန်မင်းဆက်ကိုပြန်ရောက်လာခဲ့ပါတယ်ဧကရေမင်းကြီးကစစ်စစ်ကိုမြင်တော့အံ့ဩသွားပြီးဘလို့ပြန်လာတာလဲလို့မေးလိုက်ပါတယ်စစ်စစ်ကကျန်းရံပေးလိုက်တဲ့မုန့်တွေကိုသူ့မိသားစုကိုဝေပေးခဲ့ပါတယ်ဧကရေမင်းကြီးကအာလူးကျော်နဲ့ဒိန်ချင်းကိုစားပြီးအရန်ကောင်းတယ်လို့ပြောလိုက်ပါတယ်စစ်စစ်ရဲ့အမဖြစ်သူကနတ်ပြည်နဲ့ကျန်းရံအကြောင်းကိုမေးပြီးလိုက်သွားခြင်းတယ်လို့ပြောလိုက်ပါတယ်စစ်စစ်ကလည်းသူ့အမကိုလိုက်ပို့ပေးမယ်လို့ပြောလိုက်ပါတယ်ဧကရေမင်းကြီးနဲ့မိဖုရားကြီးတို့ကကျန်းရံအကြောင်းကိုဆွေးနွေးနေကြပြီးကျန်းရံကစစ်စစ်အပေါ်အရန်ကောင်းတယ်လို့မိဖုရားကြီးကပြောလိုက်ပါတယ်ဒါပေမဲ့ဧကရေမင်းကြီးကတော့စစ်စစ်ရဲ့ခီးသွားလာမှုအပေါ်တန်တရားတွေရှိနေလုံးမှာပဲနောက်တော့စစ်စစ်ရဲ့အမဖြစ်သူကမိကုံဟာကူးပြောင်းမှုအတွက်အရေးကြီးဆုံးအရာဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်သူမကမိကုံကိုဖွင့်လိုက်တဲ့အခါစစ်စစ်တယောက်ပျောက်ကွယ်သွားခဲ့ပါတယ်ကျန်းရံတယောက်ဖုံးကြည့်နေတော့ရုတ်တရက်ဆိုသလိုမိကုံထဲကနေစစ်စစ်နှစ်ယောက်ပေါ်လာတာကိုမြင်လိုက်ရပါတော့တယ်နတ်သမီးလေးနှစ်ပါးဟာသူတို့ရဲ့ဖခင်နဲ့မိခင်ကိုအော်ခေါ်ရင်းရွှေနန်းတော်ထဲကိုပြေးဝင်လာခဲ့ကြပါတယ်သူတို့လက်ထဲမှာကင်ထားတာကတော့ခေတ်သစ်ကဘာကနေယူလာတဲ့အံ့ဩစရာကောင်းတဲ့ပုံတစ်ပုံပေါ့ဧကရေမင်းနဲ့မိဖုရားကြီးတို့ဟာဒီပုံကိုမြင်ပြီးအံ့ဩတုန်လှုပ်သွားကြတယ်ဒီပုံကဘလို့များဒီလောက်အသက်ဝင်နေရတာလဲလို့ဧကရေမင်းကမေးလိုက်တယ်မိဖုရားကြီးကလည်းစီစီလေးရဲ့ခေါင်းပေါ်ကစပင်လေးတွေတောင်အသေးစိတ်မြင်နေရတာပဲလို့အံ့ဩရကြီးပြောလိုက်တယ်အဲ့ဒီအခါမှာမင်းသမီးချန်ရံကဒါကိုပိုင်လီလဲလို့ခေါ်ပြီးခလုတ်လေးနှိပ်လိုက်တာနဲ့လူပုံကိုထုတ်ပေးနိုင်တယ်လို့ရှင်းပြလိုက်ပါတယ်ဒီစကားကြတော့မင်းသားလေးကလည်းသူ့ကိုဓာတ်ပုံရိုက်ပေးဖို့တောင်းဆိုလာတော့တာပေါ့စီစီလေးကတော့ဘရင်ကြီးမိဖုရားကြီးမင်းသမီးချန်ရံနဲ့မင်းသားလေးတို့ကိုနေရာချပေးပြီးမိသားစုဓာတ်ပုံတစ်ပုံရိုက်လိုက်ပါတယ်အဲ့ဒီပုံထဲမှာတော့သူတို့အားလုံးပျော်ရွှင်စွာနဲ့အတူတကွရှိနေကြတာကိုတွေ့ရတယ်ဒီပုံကိုမြင်တော့ဧကရေမင်းရဲ့မျက်ဝန်းတွေမှာမျက်ရည်တွေဝဲလာခဲ့တယ်ဒီနက်ပစ္စည်းဟာဘယ်ရတနာထက်မဆိုတန်ဖိုးရှိတယ်လို့သူကပြောလိုက်တယ်မိဖုရားကြီးကလည်းဧကရေမင်းကိုထောက်ခံပြီးဒီလိုအံ့ဩစရာကောင်းတဲ့ပစ္စည်းကိုပေးလိုက်တဲ့နတ်ဆရာကျမ်းဟာတကယ်ကိုစိတ်ကောင်းရှိသူပဲလို့မှတ်ချက်ပြုလိုက်တယ်စီစီလေးကတော့ဟုတ်တာပေါ့နတ်ဆရာကျမ်းကကဘာပေါ်မှာအကောင်းဆုံးလူပဲလို့ဂုဏ်ယူစွာပြောလိုက်တယ်ဧကရေမင်းကတော့ဒီနက်ပစ္စည်းဟာအချိန်တို့အတွင်းပုံရိပ်တွေကိုဖန်တီးနိုင်တာကိုအံ့ဩနေပြီးနတ်ဆရာကျမ်းဟာဒီပစ္စည်းကိုဘလို့များသူတို့ကိုပေးခဲ့တာလဲလို့တွေးတောနေခဲ့တယ်သူကအခွင့်အရေးရရင်နတ်ဆရာကျမ်းနဲ့တွေးဆုံပြီးအရာရာကိုမေးမြန်းကျင်တယ်လို့လည်းပြောလိုက်တယ်အဲ့ဒီအချိန်မှာခေတ်သစ်ကဘာကကောင်လေးကတော့လက်ဖက်ရည်တောက်နေရင်ရုတ်တရက်အချိန်ခီးသွားဖို့အသုံးပြုခဲ့တဲ့အမွှေးတိုင်အိုးကြီးကနေအတန်တွေထွက်လာတာကိုကြားလိုက်ရတော့လန့်ပြီးလက်ဖက်ရည်ခွက်ကိုတော့မှောက်ချလိုက်တယ်အမွှေးတိုင်အိုးကြီးကဘလို့လို့အတန်ထွက်လာတာလဲငါကြားတာများမှားနေတာလားလို့သူကတွေးနေတော့မှပဲအလင်းတန်းတစ်ခုပွင့်ထွက်လာခဲ့တယ်နန်းတော်ထဲမှာတော့စီစီလေးဟာဖုန်းနဲ့ဂိမ်းကစားနေတော့မယ်ဧကရေမင်းကစီစီအဲ့ဒါဘာလဲဘာလို့ဘောလုံးလေးကလှိမ့်နေတာလဲလို့မေးလိုက်တယ်စီစီလေးကဖခင်ဒါကဖုန်းလို့ခေါ်တယ်လို့ပြန်ဖြေတော့ဧကရေမင်းကဖုန်းဆိုတာဘာလဲလို့ထပ်မေးပြန်တယ်စီစီလေးကဒါကမော်ဆန်နဲ့နက်ပစ္စည်းတစ်ခုပါဖုန်းခေါ်လို့ရတယ်အင်တာနက်သုံးလို့ရတယ်လို့ရှင်းပြလိုက်တယ်ပြီးတော့စီစီလေးကသူကစားနေတဲ့နက်ဘောလုံးပါတီဂိမ်းကိုပြလိုက်ရင်အရန်ပျော်ဖို့ကောင်းတယ်လို့ပြောလိုက်တယ်ဧကရေမင်းကနက်ဘောလုံးပါတီလို့ထပ်ပြောရင်းအံ့ဩနေခဲ့တယ်စီစီလေးကဖုန်းပေါ်မှာဘလို့ထိန်းချုပ်ရလဲဆိုတာကိုရှင်းပြပြီးဘောလုံးလေးကပြေးနိုင်ခုန်နိုင်အလှိမ့်နိုင်တယ်လို့ပြောလိုက်တယ်ဧကရေမင်းကဖုန်းကိုယူပြီးဂိမ်းဆကစားလိုက်တယ်ဘောလုံးလေးကိုထိန်းချုပ်ပြီးပြေးလိုက်ခုန်လိုက်လုံနေရင်ငါထိလိုက်ပြီလို့ပျော်ရွှင်စွာអော်လိုက်တယ်စီစီလေးကလည်းဖခင်ကတော်လိုက်တာလို့ချီးကျူးလိုက်တယ်ပြီးတော့စီစီလေးကဒါဟာပြေးလွှားမြေပုံဂိမ်းဖြစ်ပြီးအင်တာနက်ချိတ်ဆက်နိုင်ရင်တခြားဘောလုံးလေးတွေနဲ့ပါအတူတူကစားလို့ရတယ်လို့ပြောပြလိုက်တယ်ဧကရေမင်းကအင်တာနက်ချိတ်ဆက်တယ်ဆိုတာဘာလဲလို့မေးလိုက်တော့စီစီလေးကမမြင်ရတဲ့ပင့်ကူမြင့်ကြီးလိုပဲလို့ရှင်းပြလိုက်တယ်ဧကရေမင်းကဒီတန်တုံးလေးထဲမှာဒီလိုကျယ်ပြောတဲ့ကဘာကြီးတစ်ခုလုံးရှိနေတာလားလို့အံ့ဩရကြီးပြောလိုက်တယ်တောင်တန်းတွေမြစ်တွေမြို့တွေရေကန်တွေနဲ့ပြည့်နေတဲ့ဂိမ်းကဘာကြီးကိုသူမြင်လိုက်ရတယ်စီစီလေးကဒါဟာဂိမ်းတစ်ခုဖြစ်ပြီးလူတွေကိုပျော်ရွှင်အောင်လုပ်ပေးတာလို့ထပ်ပြောလိုက်တယ်ဧကရေမင်းကတော့တကယ်ကိုအံ့ဩစရာပဲဒီတန်တုံးလေးထဲမှာမိုင်ပေါင်းများစွာကျယ်တဲ့မြေကြီးတစ်ခုလုံးကိုထည့်ထားနိုင်တယ်လို့မှတ်ချက်ပြုလိုက်တယ်အဲ့ဒီအချိန်မှာမူးမတ်ကြီးတဦးကဧကရေမင်းစီကိုလှုပ်ဝက်စာတစ်စောင်ပေးလာခဲ့တယ်ဧကရေမင်းကစာကိုဖတ်ရင်းမျက်လုံးတွေပြူးကျလာခဲ့တယ်စာထဲမှာတော့အရှင်မင်းကြီးနတ်ဖုံကိုစုံစမ်းခဲ့ရာနတ်ဆရာကျမ်းဆိုသူရဲ့ခြေရာလက်ရာကိုဘာတစ်ခုမှရှာမတွေ့ခဲ့ပါလို့ရေးထားတာကိုတွေ့လိုက်ရတယ်ဧကရေမင်းကနတ်ဆရာကျမ်းဟာဘလို့ကဘာမှနေထိုင်တာလဲလို့စဉ်းစားနေခဲ့တယ်
စီစီလေးကဧကရစ်မင်းကိုဖခင်ဘာတွေစဉ်းစားနေတာလဲနောက်တစ်ပွဲထပ်ကစားမလားလို့မေးလိုက်တယ်ဧကရစ်မင်းကပြုံးပြီးကောင်းပြီးနောက်တစ်ပွဲထပ်ကစားမယ်လို့ပြောရင်းစီစီလေးနဲ့အတူပျော်ရွှင်စွာဂိမ်းထပ်ကစားလိုက်ကြတယ်ခေတ်သစ်ကဘာကကောင်လေးကတော့စာရီဖတ်နေရင်ဒီရက်ပိုင်းစာဖတ်ရတာမျက်လုံးတွေဝါးနေတယ်လို့ပဲလို့ညှိတွားနေခဲ့တယ်စီစီလေးကသူ့အတွက်စေးတစ်ခွက်ယူလာပြီးဖခင်ဘာလို့မအိတ်သေးတာလဲလို့မေးလိုက်တယ်ကောင်လေးကစီစီလေးအရင်သွားအိတ်ဖခင်စာအုပ်နည်းနည်းထပ်ဖတ်အောင်မယ်လို့ပြောလိုက်တယ်စီစီလေးကတော့ဖခင်မျက်လုံးတွေမတက်တာဘူးလားလို့စိုးရိမ်တကြီးမေးလိုက်ချိန်မှာကောင်လေးကစီစီလေးကိုစိုးရိမ်တကြီးပြန်ကြည့်နေခဲ့ပါတယ်မျက်မှန်သမားလေးကျန်းရန်ကတော့ကန်ဆိုးတဲ့မင်းသမီးချန်လော်ရဲ့အတိတ်ဆက်ကြောင်းကိုတီးလိုက်ရချိန်မှာသူ့ဘဝတစ်ခုလုံးပြောင်းလဲသွားတော့တာပါပဲရှေးခေတ်တရုတ်ပြည်မှာမျက်စိမုံနေတဲ့ဧကရစ်ကြီးကစာဖတ်ရခက်နေချိန်သူ့သမီးတော်လေးစစ်စစ်ကမျက်မှန်သမားလေးကျန်းရန်ကိုအကူအညီတောင်းဖို့အကြံပေးပါတယ်စစ်စစ်ကကျန်းရန်ကိုမျက်မှန်တက်ပြီးအရာအလုံးကိုရှင်းရှင်းလင်းလင်းမြင်နိုင်ကြောင်းပြောပြတော့ဧကရစ်ကြီးကအံ့အားသင့်သွားပြီးတကယ်ပဲလားလို့မေးပါတယ်စစ်စစ်ကတကယ်ပါလို့အတီးပြုတ်လိုက်တော့ဧကရစ်ကြီးကပျော်ရွှင်စွာနဲ့ကျန်းရန်သာသူ့မျက်စိကိုကောင်းအောင်လုပ်ပေးနိုင်ရင်ရွှေတွေအများကြီးစုချမယ်လို့ကြေညာခဲ့ပါတယ်ဧကရစ်ကြီးကစစ်စစ်ကိုကျန်းရန်ကိုကျေးဇူးတင်ဖို့နဲ့သတင်းကောင်းကိုစောင့်နေဖို့ပြောလိုက်ပါတယ်ဒါပေမဲ့နန်းတွင်းအရာရှိတဦးကတော့နန်းတွင်းဆရာဝန်တွေတောင်မကုနိုင်တဲ့မျက်စိယောဂါကိုကျန်းရန်ကတကယ်ပဲကုနိုင်ပါမလားလို့တန်တရားဝင်နေခဲ့ပါတယ်ဧကရစ်ကြီးကတော့အရာရှိရဲ့တန်တရားတွေကိုပယ်ချပြီးကျန်းရန်ကိုယုံကြည်ကြောင်းသူ့ကိုတွေ့ပြီးတန်မင်းဆက်ကိုကူညီဖို့အခွင့်အရေးရှာမယ်လို့ပြောပါတယ်ဒီလိုနဲ့ခေတ်သစ်ကဘာကိုရောက်လာခဲ့တဲ့စစ်စစ်လေးကတော့သူမရဲ့အကူကျန်းရန်နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်စစ်စစ်ကကျန်းရန်ကိုပြေးဖက်ပြီးအရန်လွှမ်းနေကြောင်းပြောပါတယ်စစ်စစ်ကသူမရဲ့အဖေဧကရစ်ကြီးမျက်စိမုံနေလို့စာဖတ်ရခက်နေကြောင်းမျက်မှန်လိုကြောင်းပြောပြပါတယ်ကျန်းရန်ကမျက်မှန်ကိုလွယ်လွယ်ပေးလို့မရကြောင်းအရင်ဆုံးမျက်စိစစ်ဆေးရမယ်လို့ရှင်းပြပါတယ်ဒီအခွင့်အရေးကိုအသုံးချပြီးကျန်းရန်ကတန်မင်းဆက်ကိုကိုယ်တိုင်တွားရောက်ပြီးစစ်စစ်ရဲ့အဖေကိုမျက်စိစစ်ပေးဖို့စစ်စစ်နေထိုင်တဲ့ကဘာကိုမြင်ရဖို့ဆုံးဖြတ်လိုက်ပါတယ်စစ်စစ်ကကျန်းရန်တန်မင်းဆက်ကိုလာမယ်ဆိုတော့အရန်ပျော်ပြီးအဖေနဲ့အမေပါပျော်ရွှင်ကြလိမ့်မယ်လို့ပြောပါတယ်ကျန်းရန်ကတော့မျက်စိစစ်ပြီးမှသွားမယ်လို့ပြောပြီးနောက်နေ့မှလာမယ်လို့ဆိုပါတယ်စစ်စစ်ကအိမ်ထဲကမိခွက်ဟောင်းတစ်ခုကိုထိလိုက်တာနဲ့အလင်းရောင်တစ်ခုထွက်ပေါ်လာပြီးကျန်းရန်ကဒါဟာတန်မင်းဆက်ကိုသွားတဲ့လှုပ်ဝက်လမ်းကြောင်းမှန်သိလိုက်ရပါတယ်ကျန်းရန်ကစစ်စစ်ရဲ့အမေမင်းသမီးချန်လော်ဟာပန်းနိုင်ရင်ကျက်နဲ့ကွယ်လွန်ခဲ့တာကိုသတိရသွားပြီးခေတ်သစ်ဆေးပစ္စည်းတွေယူဆောင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်နန်းတော်ထဲပြန်ရောက်လာတဲ့စစ်စစ်ကတော့ကျန်းရန်မနှက်ပြန်လာတော့မယ်လို့ဧကရစ်ကြီးကိုပြောပြပါတယ်မိဖုရားကြီးကဒီစကားတကယ်လားလို့အံ့အားသင့်စွာမေးပါတယ်ဧကရစ်ကြီးကအယံပျော်သွားပြီးကျန်းရန်ကိုကြိုဆိုဖို့အကောင်းဆုံးစားတောက်ဖွယ်ရာတွေပြင်ဆင်ခိုင်းပါတယ်မိဖုရားကြီးကကျန်းရန်ဟာဘလို့လူမျိုးလဲလို့စစ်စစ်ကိုမေးတော့စစ်စစ်ကသူဟာအေးဆက်ဆက်နေတတ်ပေမဲ့သူမအပေါ်မှာအယံကောင်းကြောင်းအစားတောက်ကောင်းတွေကျွေးပြီးသူမနဲ့အတူကစားပေးကြောင်းပြောပြပါတယ်ဧကရစ်ကြီးကကျန်းရန်ကိုတွေ့ရတော့မှမို့အယံစိတ်လှုပ်ရှားနေပြီးမနှက်ဖြန်မှာအရာရှိအားလုံးနဲ့အတူကျန်းရန်ကိုကြိုဆိုဖို့အမိန့်ပေးခဲ့ပါတယ်နန်းတော်ထဲမှာမိဖုရားကြီးကစစ်စစ်ကိုနတ်ပြည်ကိုလိုက်သွားပြီးကျန်းရန်ကိုတွားတွေ့ဖို့ပြောပါတယ်စစ်စစ်ကတုံဆိုင်နေတော့မိဖုရားကြီးကသူမလိုက်ချင်ရင်သူလည်းမလိုက်တော့ဘူးလို့ပြောပါတယ်စစ်စစ်ကလိုက်မယ်ဆိုပြီးမိဖုရားကြီးကိုသူမနာကမခွာဖို့မှာပါတယ်မိဖုရားကြီးကလည်းဒီအဖုံးကိုဖွင့်လိုက်ရင်နတ်ပြည်ရောက်တာလားလို့မေးပြီးစစ်စစ်ဖွင့်လိုက်တာနဲ့နှစ်ယောက်သားခေတ်သစ်ကဘာကိုရောက်သွားပါတော့တယ်ခေတ်သစ်အိမ်ထဲရောက်လာတဲ့အခါကျန်းရန်ကစာဖတ်နေတာကိုတွေ့လိုက်ရပါတယ်စစ်စစ်ကသူမရဲ့အကိုကိုမိဖုရားကြီးကိုမိတ်ဆက်ပေးပြီးမင်းသမီးကျန်လော်လီလီကျစ်လို့ပြောပါတယ်ကျန်းရန်ကလီလီကျစ်ဟာတန်မင်းဆက်ရဲ့ထူးချွန်တဲ့မိန်းမလလေးဖြစ်ပေမဲ့ကံမကောင်းတဲ့အိမ်တော်ရေးနဲ့ငငယ်ရွယ်ရွယ်နဲ့ကွယ်လွန်ခဲ့ရတာကိုတတိယပြီးသူမကိုအရင်လိုမဖြစ်စေရဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ကျန်းရန်ကသူတို့ကိုထိုင်ခိုင်းပြီးစစ်စစ်ကဒီနေ့ဘာစားရမှာလဲလို့မေးပါတယ်ကျန်းရန်ကမာလာထောင်ကိုယူလာပြီးတော့စစ်စစ်ကအယံပျော်ပြီးအသားလုံးတွေကပကံထဲမှာကခုန်နေတယ်လို့ပြောပါတယ်ကျန်းရန်ကမာလာထောင်ကစစ်စစ်အတွက်အယံဆက်နေမှာစိုးရိမ်ပြီးညီမနှစ်ယောက်လုံးကိုဆေးစစ်ဖို့စီစဉ်ရမယ်လို့တွေးလိုက်ပါတယ်စစ်စစ်ကမာလာထောင်ကိုပျော်ပျော်ရွှင်ရွှင်စားနေပြီးမိဖုရားကြီးလည်းအရသာခံစားနေပါတယ်မိဖုရားကြီးကမာလာထောင်ရဲ့အရသာကိုချီးကျူးပြီးဒီလိုအရသာရှိတဲ့အစားအစာမျိုးတစ်ခါမှမစားဘူးလို့ပြောပါတယ်စစ်စစ်ကတော့သူမရဲ့အကိုလှုပ်ပေးတာအကုန်ကောင်းတယ်လို့ဆိုပါတယ်ကျန်းရန်ကမိဖုရားကြီးကြိုက်ရင်တော့ပြီးဧကရစ်နဲ့မိဖုရားခေါင်ကြီးအတွက်ပါချက်နီးကိုယူသွားပေးနိုင်ကြောင်းပြောပါတယ်မိဖုရားကြီးကစစ်စစ်ကိုဂရုစိုက်ပေးတဲ့အတွက်ကျေးဇူးတင်စကားဆိုတော့ကျန်းရန်ကစစ်စစ်ကသာသူ့ဘဝကိုနှွေးထွေးစေတာလို့ပြန်ပြောပါတယ်မိဖုရားကြီးကခေတ်သစ်ခောက်ဆွဲထုတ်တစ်ခုကိုတွေ့ပြီးဒါပါလဲလို့မေးတော့ကျန်းရန်ကလော့စစ်ဖန်ခရူးခောက်ဆွဲလို့ပြောပြီးချက်ပြပေးမယ်လို့ဆိုပါတယ်မိဖုရားကြီးကနတ်ပြည်ကအစားအစာဆိုရင်အကုန်ကောင်းပါပဲလို့ပျော်ရွှင်စွာပြောပါတယ်ကျန်းရန်ကလော့စစ်ဖန်ကိုချက်ပြီးယူလာပြီးတော့မိဖုရားကြီးကအနံ့ကိုမခံနိုင်ပဲဒီအနံ့ကဘာလို့ဒီလောက်ဆိုးရတာလဲလို့မေးပါတယ်စစ်စစ်ကတော့အနံ့ဆိုးပေမဲ့အရန်ကောင်းကြောင်းပြောပြီးမိဖုရားကြီးကိုစားကြည့်ဖို့တိုက်တွန်းပါတယ်မိဖုရားကြီးကလော့စစ်ဖန်ကိုစားကြည့်လိုက်တော့အရသာကြောင့်အံ့အားသင့်သွားပါတယ်စစ်စစ်ကစားခြင်းလို့အော်ငိုတော့မိဖုရားကြီးကစစ်စစ်ကငယ်သေးလို့အဆက်တွေမစားသင့်ဘူးလို့ပြောပါတယ်ကျန်းရန်ကလည်းကလေးတွေအများကြီးမစားသင့်ဘူးလို့ပြောပြီးဖုံးထဲကနေမဆက်တဲ့တခြားစားစာတွေကိုရှာပြပါတယ်စစ်စစ်ကမဆက်တဲ့အစားအစာတွေကိုစားခြင်းတယ်လို့ပြောတော့ကျန်းရန်ကမှာပေးလိုက်ပါတယ်ကျန်းရန်မှာပေးတဲ့တခြားစားစာတွေကိုစစ်စစ်ကပျော်ပျော်ရွှင်ရွှင်စားနေပါတယ်မိဖုရားကြီးကဒီအစားအစာတွေရဲ့အရသာကတိမ်မွေ့ပြီးမွေးကြိုင်ကြောင်းလော့စစ်ဖန်နဲ့တခြားစီဖြစ်ကြောင်းပြောပြီးနတ်ပြည်ကအစားအစာတွေရဲ့ကွဲပြားခြားနားမှုကိုအံ့ဩနေပါတယ်ကျန်းရန်ကဒေတာအလိုက်အစားတောက်ရတာတွေမတူညီကြကြောင်းတချို့ကအဆက်ကြိုက်ပြီးတချို့ကအချိုးကြိုက်ကြောင်းတန်မင်းဆက်မှာလည်းဒီလိုပဲဖြစ်ကြောင်းရှင်းပြပါတယ်
ရွှေတုံး1000ပေးမယ်ဆိုတော့ဘယင်ကြီးကဒေါသတကြီးနဲ့ရွှေတုံး1000က1000ပဲငါးမျက်လုံးကိုကုသပေးနိုင်ရင်တန်တယ်လို့အော်လိုက်တာကိုဘသူကများမျှော်လင့်ထားမှလဲဒါပေမဲ့ဒီကိစ္စကဘယင်ကြီးထင်ထားတယ်လို့မဟုတ်ခဲ့ပါဘူးဒီဇလန်ရဲ့အစမှာတော့ရှေးခေတ်တရုတ်ဝစ်စုံနဲ့လှပတဲ့မိန်းကလေးလီကျစ်နဲ့ကလေးမလေးစစ်စီတို့ဟာခေတ်သစ်ကဘာကိုရောက်လာခဲ့ကြတာပါသူတို့ဟာခေတ်သစ်လူငယ်လေးကျန်းရှန်ရန်နဲ့အတူပျော်ပျော်ရွှင်ရွှင်မနက်စာစားနေကြပြီးလီချစ်ကကျန်းရှန်ရန်ကိုရှေးခေတ်တထန်ပြည်ကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့ကျန်းရှန်ရန်ကတော့ရိုးရိုးသားသားလူတစ်ယောက်အနေနဲ့ပဲအေးအေးချမ်းချမ်းနေချင်တာမို့ညှင်းဆိုခဲ့ပါတယ်သူကစစ်စီကိုရှန်ကျဲနတ်ဖုံကအစားအစာတွေကြိုက်ရင်မကြာခဏလာစားနိုင်တယ်လို့ပြောလိုက်တာကြောင့်သူတို့ဟာတကယ်ပဲနတ်ဖုံကလာလားဆိုပြီးပိုပြီးစိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်နောက်တော့သူတို့၃ယောက်ဈေးဝယ်ထွက်ကြတယ်လီကျစ်ရဲ့ရှေးဟောင်းဝစ်စုံကြောင့်လူတွေကဝိုင်းကြည့်ကြပြီးလီကျစ်ကိုကျန်းရှန်ရန်ရဲ့အမားလို့တောင်မှတ်ယူခဲ့ကြတယ်စစ်စီကတော့အလှကုန်ပစ္စည်းတွေကိုစိတ်ဝင်စားနေတာပေါ့ကျန်းရှန်ရန်ကလီကျစ်ရဲ့အမေအတွက်အလှကုန်တွေဝယ်ပေးခဲ့ပြီးလီကျစ်ရဲ့စကတ်မှာသွေးစွန်းနေတာကိုသတိထားမိတော့လီကျစ်အတွက်လစဉ်သုံးပစ္စည်းတွေကိုလှုပ်ဝက်ဝယ်ပေးခဲ့ပါတယ်လီကျစ်ကတော့ရှက်ပြီးအံ့ဩသွားခဲ့တယ်စစ်စီကအမလေးအကျဲနဲ့အကိုလေးကော်ကော်ကဗန်ဖေးလိုက်ဖက်တဲ့အတွက်တဲ့ဗန်ဖေးဆိုတာဘာလဲလို့မေးလိုက်တဲ့အခါလီကျစ်တယောက်မျက်နှာတွေနီးရဲသွားခဲ့တယ်ကျန်းရှန်ရန်ကလည်းကလေးကိုဘာမှနားမထောင်ဘူးပြောပြီးရှောင်ထွက်သွားခဲ့တယ်လီကျစ်နဲ့စစ်စီတို့ဟာနတ်ပုံပြန်ခီးသွားဖို့အမွှေးတိုင်အိုးကြီးနားကိုသွားကြတယ်စစ်စီကကျန်းရှန်ရန်ကိုနောက်တစ်ခါလာလဲမယ်လို့နှုတ်ဆက်ရင်းသူတို့နှစ်ယောက်ရှိခဲ့နန်းတော်ထဲကိုပြန်ရောက်လာခဲ့ကြပါတယ်နန်းတော်ထဲရောက်တော့စစ်စီကသူ့အဖေဘရင်နဲ့အမေမိဖုရားကြီးကိုခေတ်သစ်ကဘာကနေယူလာတဲ့မာလာဟင်းချက်နီနဲ့ဟင်းရည်အနှစ်တွေကိုပေးပြခဲ့တယ်ဘရင်ကလည်းဝမ်းသာအားရနဲ့နန်းတော်ဆက်ဖို့မှုကိုချက်ခိုင်းဖို့ပြောခဲ့တယ်လီကျစ်ကလည်းကျန်းရှန်ရန်ဝယ်ပေးလိုက်တဲ့အလှကုန်တွေကိုမိဖုရားကြီးကိုပေးခဲ့တယ်မိဖုရားကြီးကအလှကုန်တွေရဲ့ရနံ့ကိုကြိုက်နှစ်သက်ပေမဲ့လစဉ်သုံးပစ္စည်းအိတ်လေးကိုမြင်တော့အံ့ဩပြီးရှက်ရွံ့သွားခဲ့တယ်စစ်စီကလီကျစ်ကိုအကျဲဘာလို့မျက်နှာနီးနေတာလဲကျန်းရှန်ရန်အကိုလေးစီကပြန်လာကြတဲ့ကဒီလိုဖြစ်နေတာပဲလို့ထပ်မေးလိုက်တော့မိဖုရားကြီးရောဘရင်မှာတတိထားမိသွားခဲ့ကြတယ်စစ်စီကအာကျဲနဲ့ကျန်းရှန်ရန်အကိုလေးကဗန်ဖေးရီတွေးလိုက်ဖက်တဲ့အတွက်လေလို့ထပ်ပြောလိုက်တဲ့အခါဘရင်ကလီကျစ်ဟာကျန်းရှန်ရန်ကိုစိတ်ဝင်စားနေတယ်လို့မှတ်ယူပြီးသူတို့နှစ်ယောက်ကိုလက်ထပ်ပေးဖို့စဉ်းစားခဲ့တယ်စစ်စီကတော့ကျန်းရှန်ရန်ကိုနေတိုင်းတွေးရတော့မယ်ဆိုပြီးပျော်ရွှင်နေခဲ့တယ်ဒါပေမဲ့ဘရင်ကတော့ကျန်းရှန်ရန်ကိုအရင်တွေးဖို့လိုတယ်လို့ပြောခဲ့ပြီးနန်းတော်မှာဧည့်ခံပွဲကြီးတစ်ခုကိုစီစဉ်ခဲ့ပါတယ်နောက်တစ်နေ့မှာတော့ကျန်းရှန်ရန်ဟာအမွှေးတိုင်အိုးကြီးကနေတဆင့်နန်းတော်ထဲကိုရောက်ရှိလာခဲ့ပြီးစစ်စီကသူ့လက်ကိုဆွဲကဧည့်ခံပွဲကိုခေါ်သွားခဲ့ပါတယ်ဘရင်ကလည်းကျန်းရှန်ရန်ကိုနှွေးထွေးစွာကြိုဆိုခဲ့တယ်ဧည့်ခံပွဲမှာဘရင်ကနတ်ဖုံကအတီးအနှံတွေဒူးရင်သီးစပစ်သီးကိုဧည့်သည်တွေကိုကျွေးမွေးခဲ့ပြီးအမတ်တွေကလည်းအနှံ့ဆိုးပေမဲ့အရသာရှိတဲ့အသီးတွေကြောင့်အံ့ဩတုန်လှုပ်နေခဲ့ကြပါတယ်ဘရင်ကကျန်းရှန်ရန်ကိုနတ်ပုံအကြောင်းမေးမြန်းတဲ့အခါကျန်းရှန်ရန်ကကောင်းကင်အောက်မှာအားလုံးတူညီပြီးနိုင်ငံတော်ရဲ့တည်ငြိမ်အေးချမ်းတယ်လို့ဖြေကြားခဲ့တယ်ဒီစကားကိုကြားတဲ့အခါဘရင်ကတသက်တာလုံးလိုချင်ခဲ့တဲ့ဆန္ဒနဲ့ကိုက်ညီနေတာကြောင့်အလွန်စိတ်လှုပ်ရှားသွားခဲ့တယ်ကျန်းရှန်ရန်ကဘရင်ရဲ့မျက်လုံးကိုခေတ်သစ်မျက်စိစစ်ကိရိယာတွေနဲ့စစ်ဆေးပေးခဲ့တယ်ဘရင်ကတော့ဒါတွေကိုနတ်ပုံကပစ္စည်းတွေလို့ထင်ပြီးအံ့ဩနေခဲ့တယ်မျက်စိစစ်ပြီးတဲ့အခါကျန်းရှန်ရန်ကဘရင်ဟာအသက်ကြီးလို့အဝေးမုံတာဖြစ်ပြီးမျက်မှန်တက်ရင်ရတယ်လို့ပြောခဲ့တယ်ဘရင်ကမျက်မှန်တလက်အတွက်ရွှေတုံးဘယ်လောက်ကုန်ကြမလဲလို့မေးတဲ့အခါကျန်းရှန်ရန်ကခေတ်သစ်ငွေကြေးနဲ့ရှေးခေတ်ရွှေတုံးကိုဘယ်လိုတွက်ချက်ရမှန်းမသိခဲ့ပါဘူးဘရင်ကတော့ရွှေတုံး1000ပေးမယ်လို့ပြောလိုက်တာကြောင့်စစ်စီတယောက်အံ့ဩတုန်လှုပ်သွားခဲ့တယ်ဘရင်ကသူ့မျက်လုံးကိုကုသပေးနိုင်ရင်ရွှေတုံး1000ပေးရတာတန်တယ်လို့ပြောပေမဲ့ကျန်းရှန်ရန်ကတော့ဘရင်ကြီးနားလည်မှုလွဲနေတာကိုရှင်းပြခဲ့ပါတယ်သူကအရင်ပြောခဲ့တဲ့ရွှေတုံးပမာဏဟာခေတ်သစ်ကဘာကယူနစ်တစ်ခုသာဖြစ်ပြီးမျက်မှန်ကဒီလောက်မတန်ကြောင်းအလကားတောင်ပေးနိုင်ကြောင်းပြောခဲ့ပါတယ်ဒါပေမဲ့ဘရင်ကတော့နတ်ဖုံကပစ္စည်းကိုအလကားမယူနိုင်ဘူးလို့ညှင်းဆိုပြီးရွှေတုံး1000ကိုပေးဖို့ဆုံးဖြတ်ခဲ့တာကြောင့်ကျန်းရှန်ရန်လည်းဘာမှမပြောနိုင်တော့ပဲဘရင်ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံလိုက်ရပါတော့တယ်ဒီကလေးငယ်နှစ်ယောက်ကတော့သူတို့ရောက်နေတဲ့နေရာကိုနတ်ပြည်လိုထင်နေကြတာပါဒါပေမဲ့တကယ်တမ်းကျတော့သူတို့ရောက်နေတာကလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကအနာဂတ်ကဘာကြီးဖြစ်ပြီးဒီကောင်မလေးမှလည်းအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတစ်ခုရှိနေပါတယ်မျက်မှန်သွားလို့ဖို့ဆုံးဖြတ်လိုက်တဲ့လူငယ်တစ်ယောက်ဟာကလေးငယ်နှစ်ယောက်နဲ့အတူခေဟောင်းပုံစံအင်ကြီးတအိမ်ထဲကနေထွက်လာခဲ့ပါတယ်ဒီကလေးငယ်နှစ်ယောက်ကတော့သူ့ကိုနတ်ဖျားတစ်ပါးလို့သဘောထားပြီးသူတို့ရောက်နေတာနတ်ပြည်လိုထင်နေကြတာပါသူတို့၃ယောက်ဟာခင်မိတဲ့အိမ်ခန်းတစ်ခန်းကိုရောက်လာပြီးလူငယ်ကသူ့မျက်မှန်က3ရက်ကြာမယ်လို့ပြောပါတယ်အဲ့ဒီ3ရက်အတွင်းသူတို့ကိုခေါ်ပြီးအပြင်မှာရှောက်လဲပေးမယ်လို့ကတိပေးလိုက်ပါတယ်ပထမဆုံးနေ့မှာအသားခင်ဒုတိယနေ့မှာဟော့ပေါ့တတိယနေ့မှာဆူရှီစားဖို့လူငယ်ကအကြံပေးလိုက်ပါတယ်ကလေးတွေကတော့ဒါတွေကိုနတ်ပြည်ကအစားအစာတွေလားလို့အံ့ဩစွာမေးကြပါတယ်အသားခင်နဲ့ဟော့ပေါ့စားပြီးနောက်ကလေးတွေဟာအရသာရှိလွန်းလို့ပျော်ရွှင်နေကြပါတယ်အထူးသဖြင့်ကောင်လေးကတော့နတ်ပြည်ကအစားအစာတွေဟာတကယ်ကိုထူးခြားတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်တတိယနေ့မှာတော့သူတို့ဆူရှီစားဖို့ရောက်လာခဲ့ပါတယ်ကောင်မလေးကဆူရှီပုံမှာအသားစိမ့်တွေတင်ထားတာကိုမြင်တော့အံ့ဩပြီးဒါပါလဲလို့မေးလိုက်ပါတယ်လူငယ်ကဒါကိုဆူရှီလို့ခေါ်ပြီးသူတို့ရဲ့ထမင်းစက်ခင်းနဲ့တက်ဆိုင်တဲ့ဝေါ်ကောဆိုတဲ့နေရာကနေလာတာလို့ရှင်းပြလိုက်ပါတယ်ဒီတော့ကောင်မလေးကဝေါ်ကောကအရှိဘက်ကကျုံးငယ်လေးမဟုတ်လားလို့ပြန်မေးလိုက်ပြီးကောင်လေးကလည်းဝေါ်ကောမှာဒီလိုရတာရှိတဲ့အစားအစာတွေရှိတယ်ပေါ့လို့ထပ်မေးလိုက်ပါတယ်ဒီအချိန်မှာလူငယ်ကသူတို့နှစ်ယောက်ကိုအမှန်တရားကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်သူကတကယ်တော့ငါမင်းတို့ကိုပြောပြချင်နေတာကြပြီးငါကနတ်ဖျားမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူကဆက်ပြီးနတ်ပြည်ဆိုတာနှစ်ပေါင်း1000ကျော်ကြာပြီးနောက်ကဘာကြီးကိုပြောတာလို့ဖွင့်ဟလိုက်တော့ကလေးငယ်နှစ်ယောက်လုံးအံ့ဩတုန်လှုပ်သွားကြပါတယ်
ခေတ်သစ်မျိုးပြလမ်းမပေါ်ရောက်တဲ့အခါကောင်မလေးကလှုပ်ရှားနေတဲ့တန်တစ်တာတွေကားတွေကိုဗာလဲလို့မေးပါတယ်။လူငယ်ကဒါတွေကခေတ်သစ်ကားတွေဖြစ်ပြီးသူတို့ခေတ်ကမြင်းလဲတွေနဲ့တူတယ်လို့ရှင်းပြပါတယ်။ကောင်မလေးကကားထဲမှာလူတွေကိုဘာလို့ပိတ်လောင်ထားတာလဲလို့မေးတော့လူငယ်ကဒါတွေကကြော်ညာတွေပြတဲ့ဖန်သားပြင်တွေဖြစ်ပြီးတကယ်လူတွေမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒီခေတ်သစ်ကဘာကြီးကိုမြင်ပြီးနောက်ကောင်လေးကဒီကဘာကြီးရဲ့ဘက်ပေါင်းစုံကထမ်းမင်းဆက်ထက်အများကြီးပိုတိုးတက်နေတာပဲ။ပြည်သူတွေလည်းငြိမ်းချမ်းသာရစွာနေထိုင်ကြတယ်လို့ချီးကျူးလိုက်ပြီးထမ်းမင်းဆက်လည်းဒီလိုဖြစ်နိုင်ရင်ကောင်းမယ်လို့ရေရွတ်လိုက်ပါတယ်။သူတို့ကိုတခြားနေရာတွေခေါ်သွားပေးမယ်လို့လူငယ်ကပြောလိုက်တော့ကလေးတွေကအယမ်းပျော်သွားကြပါတယ်။လမ်းဘေးဈေးတဲ့တူးစီမှာကောင်မလေးကကစားစရာတစ်ခုကိုသဘောကျသွားပါတယ်။အဖိုးကြီးကကွင်းတစ်ဆက်ကွင်းကို9ရွယ်နဲ့ပေးမယ်လို့ပြောလိုက်ပါတယ်။ကောင်လေးကငွေတင်းကားပြားနဲ့ပေးဖို့လုပ်တော့လူငယ်ကတားလိုက်ပါတယ်။လူငယ်ကကောင်လေးကိုငွေနဲ့ပေးလို့မရဘူး။သူတို့ကိုမသိစေနဲ့လို့တိုးတိုးလေးပြောပြီးကောင်လေးကဘာလို့လဲလို့မေးလိုက်ပါတယ်။လူငယ်ကအဖိုးကြီးကိုပတ်စံနဲ့ပေးလိုက်ပြီးကောင်လေးကဆက်နေတာပါလို့ပြောလိုက်တော့အဖိုးကြီးကရေမောပြီးကလေးတွေကဇလန်းတွေကအတိုင်းဝတ်စားဆင်ရင်ပြီးကစားနေတာလို့ထင်ခဲ့ကြောင်းပြောလိုက်ပါတယ်။လူငယ်ကကောင်မလေးကိုကွင်းပစ်ကစားဖို့တိုက်တွန်းပေမဲ့သူမကဘယ်တစ်ခုမှပြစ်မဝင်လို့ငိုပါတော့တယ်။လူငယ်ကကောင်မလေးကိုနှက်သိမ့်ပြီးသူကူညီပေးမယ်လို့ပြောလိုက်ပါတယ်။သူကကွင်းတစ်ခုကိုပစ်လိုက်တော့အယုတ်တရုတ်ပြစ်ဝင်သွားပါတယ်။ကောင်လေးကကွင်းတွေကိုယူပြီးဆက်ပစ်တော့သူလည်းအယုတ်တွေပြစ်ဝင်အောင်လုပ်နိုင်ခဲ့ပါတယ်။ကောင်လေးက9ယောက်မြောက်အကူကမင်းကိုစိတ်မပြတ်စေရဘူးလို့ပြောခဲ့တယ်လို့ပြောလိုက်တော့ကောင်မလေးက9ယောက်မြောက်အကူကအရန်တော်တာပဲ။အကိုကြီးထက်တောင်တော်သေးတယ်လို့ချီးကျူးလိုက်ပါတယ်။လူငယ်ကရေမောပြီးဟုတ်တယ်မင်းရဲ့9ယောက်မြောက်အကူကတကယ်တော်တာလို့ပြောလိုက်ပါတယ်။နောက်ဆုံးကွင်းဖြစ်ဖို့ကောင်လေးကပြင်ဆင်ပြီးကြောင်လေးကိုပြစ်ဝင်အောင်လုပ်နိုင်ခဲ့ပါတယ်။ကောင်မလေးကပျော်လုံးလို့ကြောင်လေးကိုပွေ့ဖက်လိုက်ပါတယ်။အဖိုးကြီးကအံ့ဩတုန်လှုပ်စွာနဲ့မင်းဘယ်လိုလုပ်လိုက်တာလဲ။ငါဒီဈေးရောက်လာတာနှစ်ပေါင်းများစွာရှိပြီးဒီလိုမျိုးတစ်ခါမှမမြင်ဘူးလို့ချီးကျူးလိုက်ပါတယ်။ကောင်မလေးကကြောင်လေးအိမ်ပြန်တော့မယ်လို့ပျော်ရွှင်စွာပြောလိုက်ပြီးကောင်လေးကလည်းပင်ကွင်းရုံနဲ့ဝက်ဝင်ရုပ်ကိုပွေ့ဖက်ထားပါတယ်။လူငယ်ကကောင်လေးကိုကြည့်ပြီးလီကျစ်ကငယ်ပေမဲ့ထက်မြက်တယ်။ရက်ရောပြီးကျင်နာတတ်တယ်။ညီကိုတွေနဲ့လည်းတဟဇာတာဖြစ်တယ်။ဒါကသူ့ရဲ့စတိုင်ပဲလို့ချီးကျူးလိုက်ပါတယ်။နောက်တော့သူတို့3ယောက်ဆေးရုံကိုရောက်လာခဲ့ပါတယ်။ကောင်မလေးကဆေးရုံကအဖြူရောင်ဝတ်စုံဝတ်ထားတဲ့လူတွေကိုကြောက်နေပါတယ်။လူငယ်ကကောင်မလေးကိုအကိုကြီးမင်းကိုဆေးစစ်ဖို့ခေါ်သွားမယ်ကောင်းတယ်နော်လို့ပြောလိုက်ပါတယ်။ကောင်မလေးကတော့ကြောက်လန့်တကြားနဲ့လူငယ်ရဲ့နောက်မှာပုံးကွယ်ရင်မသွားချင်ဘူး။အဖြူရောင်ဝတ်စုံဝတ်ထားတဲ့လူတွေကကြောက်စရာကြီးလို့ငိုယိုပြောလိုက်ပါတယ်။လူငယ်ကအကိုကြီးလည်းအလုပ်လုပ်ရင်ဒီလိုဝတ်စားတွေဝတ်ရတာပဲ။သူတို့ကမကြောက်စရာဘူး။သူတို့ကယောဂတွေကိုကုသပေးပြီးအသက်ကယ်တဲ့ဆရာဝန်တွေလို့ရှင်းပြလိုက်ပါတယ်။ကောင်မလေးကဒါဆိုအကိုကြီးကလည်းဆရာဝန်လားလို့မေးတော့လူငယ်ကဟုတ်တယ်ဒါပေမဲ့အကိုကြီးကမျက်လုံးထူးဖို့ပဲ။ဒီမှာတော့သူတို့ကိုဆရာဝန်လို့ခေါ်တယ်။သူတို့ကစေပညာနဲ့နည်းပညာမှာအတော်ဆုံးတွေပဲ။ဘယ်သူမှမဆိုလာပြလို့ရတယ်လို့ပြောလိုက်ပါတယ်။ကောင်မလေးကသူတို့ကကျမကိုမထိခိုက်ဘူးမလားလို့မေးတော့လူငယ်ကမထိခိုက်စေရဘူး။အကိုကြီးအာမခံတယ်လို့ကတိပေးပြီးသူတို့လက်ချင်းတွေကဆေးရုံထဲကိုဝင်သွားခဲ့ကြပါတယ်။ဆေးရုံထဲရောက်တော့သူတို့ကလေးသက်ရှူလမ်းကြောင်းဌာနကိုသွားခဲ့ပါတယ်။ဆရာဝန်ကကောင်မလေးကိုစစ်ဆေးပေးလိုက်ပါတယ်။ဆရာဝန်ကကောင်မလေးမှာမျိုးရိုးလိုက်အဆုတ်ပန်းနာယောဂရှိကြောင်းဒါပေမဲ့အသက်ငယ်သေးလို့တိတ်မဆိုးသေးကြောင်းလူငယ်ကိုပြောပြပါတယ်။ဓာတ်မတည့်တဲ့အရာတွေနဲ့ဖုန်ထူတဲ့နေရာတွေကိုရှောင်ဖို့လည်းအကြံပေးလိုက်ပါတယ်။လူငယ်ကဆရာဝန်ကိုကျေးဇူးတင်လိုက်ပါတယ်။ကျန်းရန်ကြားလာစစ်တည်တော့မယ်မင်းမြင်မြန်လာပါဒီအတန်ဟာရှေးခေတ်နန်းတော်ကနေခေတ်သစ်ကဘာကိုရောက်လာတဲ့နန်းတွင်မိဖုရားတစ်ပါးရဲ့အသေးအတန်အကူအညီတောင်းတန်ပါ။သူ့သမီးလေးစစ်အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပြီဆိုတော့ဘသူကများဒီလိုအကူအညီတောင်းရလောက်အောင်အရေးကြီးနေတာလဲ။အမှန်တော့ကျန်းရန်ဆိုတဲ့ခေတ်သစ်ဆရာဝန်လေးတယောက်ဟာရှေးခေတ်တမင်းဆက်ကမင်းသမီးလေးစစ်နဲ့မင်းသားလေးကြိုကဲတို့ကိုသူ့အိမ်မှာခဏတာလက်ခံထားခဲ့တာပါ။သူတို့3ယောက်ဟာခေတ်သစ်ကဘာမှာပျော်ပျော်ရွှင်ရွှင်နေထိုင်ကြရင်ကျန်းရန်ကစစ်ရဲ့ကျန်းမာရေးကိုအထူးဂရုစိုက်ပေးခဲ့ပါတယ်။တညမှာတော့ကျန်းရန်ဟာအိမ်မပျော်ပဲစစ်ရဲ့ကျန်းမာရေးကိုစိုးရိမ်နေခဲ့ပြီးမနေ့ရောက်တာနဲ့သူတို့ကိုတမင်းဆက်စီပြန်ပို့ပေးဖို့စီစဉ်ခဲ့ပါတယ်။မနက်စာစားချိန်မှာစစ်ကကြက်ဥအစိမ်းကိုမြင်ပြီးတေတော့မယ်လို့ထင်ပြီးငိုယိုခဲ့ပေမဲ့ကျန်းရန်ကဒါဟာခေတ်သစ်မှာစားတဲ့ဂျယ်လီကြက်ဥလို့ရှင်းပြလိုက်တော့စစ်လည်းပျော်သွားပါတယ်။ဒါပေမဲ့နိုးတောက်ဖို့ကြတော့စစ်ကနိုးနက်နက်နဲ့ဆိုပြီးမတောက်ချင်ခဲ့ပါဘူး။ကျန်းရန်နဲ့ဂျိုကဲတို့ကချိုလေးနဲ့ကောင်းတယ်လို့ပြောပြီးတိုက်ကြည့်တော့စစ်လည်းတောက်ကြည့်ပြီးအရသာရှိတယ်ဆိုတာသိသွားခဲ့ပါတယ်။နောက်ဆုံးတော့ကျန်းရန်ကသူတို့ကိုပြန်မပို့ခင်စစ်ရဲ့လက်မှာစမတ်နာရီလေးပတ်ပေးပြီးသူ့ကိုလွမ်းရင်ခေါ်လို့ရတယ်လို့ပြောပါတယ်။ဂျိုကဲကိုလည်းသူ့ပုံတူရုပ်လေးလက်ဆောင်ပေးခဲ့ပြီးသူတို့နှစ်ယောက်ဟာအမွှေးတိုင်အိုးကြီးကိုအသုံးပြုပြီးရှေးခေတ်တမင်းဆက်စီပြန်သွားခဲ့ကြပါတယ်။နန်းတော်ကိုရောက်တာနဲ့စစ်နဲ့ဂျိုကဲတို့ဟာသူတို့ရဲ့ဖခင်အေကရစ်နဲ့မိခင်မိဖုရားကိုတွေ့ပြီးခေတ်သစ်ကဘာကနေယူလာတဲ့လက်ဆောင်တွေကိုပေးခဲ့ကြပါတယ်။အေကရစ်ကကျန်းရန်ပေးလိုက်တဲ့မျက်မှန်ကိုတက်လိုက်တော့အဝေးကပုံတွေကိုပါရှင်းရှင်းလင်းလင်းမြင်ရတာကြောင့်အံ့ဩဝမ်းသာဖြစ်ခဲ့ရပါတယ်။မိဖုရားကလည်းကျန်းရန်ပေးလိုက်တဲ့အလှပြင်ပစ္စည်းတွေကိုသဘောကျနေခဲ့ပါတယ်။ဒါပေမဲ့မင်းသမီးလေးစစ်ကရုတ်တရက်ဖျားပြီးတကိုယ်လုံးအနီးဖူးတွေထွက်လာတော့အေကရစ်နဲ့မိဖုရားတို့ဟာအရန်ကိုစိုးရိမ်ပူပန်ခဲ့ကြပါတယ်။နန်းတွင်းဆရာဝန်တွေကလည်းစစ်ရဲ့ယောဂကိုမရှာဖွေနိုင်ပဲဘာမှမတတ်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာနောက်ထပ်မင်းသမီးလေးတစ်ပါးကကျန်းရန်ကိုခေါ်ဖို့အကြံပေးခဲ့ပါတယ်။မိဖုရားဟာခေတ်သစ်ကဘာကိုတွားဖူးတာကြောင့်ကျန်းရန်ကိုဘယ်လိုရှာရမလဲသိပြီးအမွှေးတိုင်အိုးကိုအသုံးပြုကခေတ်သစ်ကဘာစီပြန်သွားခဲ့ပါတယ်။သူမဟာကျန်းရန်ကိုအကူအညီတောင်းခဲ့ပြီးစစ်ရဲ့ယောဂလက္ခဏာတွေကိုရှင်းပြခဲ့ပါတယ်
ကျန်းရန်ကဒါဟာဓာတ်မတည့်တာဖြစ်ကြောင်းချက်ချင်းသိလိုက်ပြီးသူ့စေအိတ်ကိုယူကာအမွှေးတိုင်အိုးထဲကနေနန်းတော်စီပြန်သွားခဲ့ပါတယ်။မိဖုရားကကျန်းရန်ကိုမြင်တော့ဝမ်းသာအားရပြေးဖက်ပြီးစစ်တည်တော့မယ်ဆိုပြီးအရန်စိုးရင်ခဲ့ရကြောင်းပြောပြခဲ့ပါတယ်။ကျန်းရန်ကစစ်ကိုစစ်ဆေးပြီးနောက်သူမဟာတရက်သီးနဲ့ဓာတ်မတည့်တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ရှေးခေတ်လူတွေကဓာတ်မတည့်တာကိုမသိကြတာကြောင့်ဧကရစ်ကလည်းဘလို့ယောဂလဲဆိုပြီးအံ့ဩနေခဲ့ပါတယ်။ကျန်းရန်ကဓာတ်မတည့်တာဟာအသက်အန္တရာယ်ရှိနိုင်ပေမဲ့စောစောသိရင်ဆေးနဲ့ကုသလို့ရကြောင်းရှင်းပြခဲ့ပါတယ်။မိဖုရားကလည်းသူမကြောင့်စစ်ဒီလိုဖြစ်ရတာဆိုပြီးနောက်တရနေခဲ့ပါတယ်။ကျွန်တော်အိမ်ဖောက်ထွင်းခံရတဲ့ရှေးဟောင်းမွေးနံ့တာအိုးပျောက်သွားပြီးရဲကိုဖုံးဆက်ပြောနေတဲ့ရှိန်ရန်ဟာဒေါသတကြီးနဲ့အော်ဟစ်နေခဲ့ပါတယ်။ဒီရှေးဟောင်းပစ္စည်းလေးကသူ့အတွက်ဘာလို့ဒီလောက်တောင်အရေးပါနေရတာလဲအဖြေကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရှေးခေတ်တရုတ်ပြည်မှာပြင်းထန်စွာဖျားနာနေတဲ့မင်းသမီးလေးဆဆကိုကယ်တင်ဖို့သူရောက်ရှိနေခဲ့တာပါပဲ။ဆဆရဲ့အမေကဝမ်းနဲ့ပူဆွေးနေပေမဲ့ရှိန်ရန်ကတော့သူမကိုကုသပေးနိုင်မယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောခဲ့ပါတယ်။မကြခင်မှာပဲဆဆလေးနိုးလာပြီးသူ့ကိုအကိုလို့ချစ်စနိုးခေါ်ခဲ့ပါတယ်။ဆဆကအကိုဟာနတ်လူတစ်ပါးလားလို့မေးတဲ့အခါရှိန်ရန်ကသူဟာဆရာဝန်တဦးသာဖြစ်ကြောင်းပြန်ဖြေရင်းဆဆကိုနှက်သိမ့်ခဲ့ပါတယ်။ဧကရစ်ကဆဆရဲ့အသက်ကိုကယ်တင်ပေးတဲ့အတွက်ရှိန်ရန်ကိုကျေးဇူးတင်စကားဆိုပါတယ်။ဒါပေမဲ့ရှိန်ရန်ကဆဆကိုသူ့ညီမလေးလိုသဘောထားပြီးသူမရဲ့ကံကြမ္မာကိုပြောင်းလဲပေးမယ်လို့ကတိပေးခဲ့ပါတယ်။ရှိန်ရန်နဲ့ဆဆတို့လှပတဲ့ဥယျာဉ်ထဲမှာလမ်းလျှောက်ရင်းဆဆကပင်လယ်ကမ်းစပ်မှာခရူးခုံတွေကောက်ချင်တယ်၊နှင်းတွေကြားမှာမြင်းစည်းချင်တယ်၊တောက်ပတဲ့ငါးကြီးတွေကိုကြည့်ချင်တယ်လို့သူ့အကိုကိုပြောပြခဲ့ပါတယ်။ရှိန်ရန်ကသူမဆန္ဒရှိတာအကုန်ကျေးဇူးပေးမယ်လို့ကတိပေးခဲ့ပါတယ်။လမ်းလျှောက်ရင်လက်ပြတစ်ကောင်ကိုတွေ့တော့ဆဆကလက်ပြတွေရဲ့တက်တန်းကတိုးတောင်းလုံးတယ်လို့ပြောပြီးလက်ပြမသေးခင်အချိန်တွေရက်တန့်သွားစေချင်တယ်လို့ဆိုပါတယ်။ဒီစကားကရှိန်ရန်ရဲ့ရင်ထဲမှာစိုးရိမ်စိတ်တွေဝင်လာစေခဲ့ပါတယ်။ရုတ်တရက်မြင်ကွင်းကပြောင်းသွားပြီးခေတ်သစ်ကမ္ဘာမှာရှိန်ရန်ရဲ့အမေဟာလဲကျသွားခဲ့ပါတယ်။ကလေးလေးရှိန်ရန်ကသူ့အမေကိုပြစ်ဖက်ရင်းမေမျက်စိကွယ်တာကိုကူပေးဖို့မျက်စိဆရာဝန်လုပ်မယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူ့အမေဟာကားတိုက်ခံရပြီးတေဆုံးသွားခဲ့ပါတယ်။ရှိန်ရန်ဟာအဝါရောင်ပရင်ကြောက်ကိုကင်ပြီးအမေရဲ့မျက်လုံးတွေကိုကူပေးဖို့ကတိပေးခဲ့တာကိုပြန်မှတ်ရရင်ဝမ်းနဲ့ပူဆွေးနေခဲ့ပါတယ်။နောက်တော့သူဟာအမေရဲ့မျက်လုံးတွေကိုကုသပေးဖို့ခွဲစိတ်မှုတစ်ခုလုပ်တော့မှာဖြစ်ကြောင်းသူ့ချစ်သူကိုပြောပြခဲ့ပါတယ်။အမေကလည်းသူ့ကိုအမြဲယုံကြည်တယ်လို့ပြောခဲ့ဖူးတာကိုပြန်ကြားရောက်ရင်ရှိန်ရန်ဟာမျက်ရည်ကျခဲ့ပါတယ်။ဒီလိုနဲ့ရှိန်ရန်ဟာဆဆရဲ့ဘေးမှာရှိနေပေမဲ့သူ့ကိုယ်သူမတက်မတာဖြစ်နေခဲ့ပါတယ်။ဆဆကသူ့အကိုကိုစိုးရိမ်တကြီးမေးမြန်းရင်သူမကိုထားမသွားဖို့တောင်းဆိုခဲ့ပါတယ်။ရှိန်ရန်ကဆဆကိုဘယ်တော့မှထားမသွားဘူးလို့ကတိပေးပြီးသူတို့နှစ်ယောက်လက်ချိတ်ကတိပေးခဲ့ကြပါတယ်။ဆဆကသူ့အကိုအတွက်သူ့အကြိုက်ဆုံးအမွှေးနံ့တာအိတ်လေးကိုလက်ဆောင်ပေးခဲ့ပါတယ်။ရှိန်ရန်ကလည်းသူ့ဘဝရဲ့အတန်ဖိုးအရှိဆုံးပစ္စည်းကိုနောက်တစ်ခါလာရင်ဆဆကိုပြန်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ရှေးခေတ်ကဘာမှာတော့ဆဆဟာငိုယိုနေခဲ့ပြီးသူ့အမကဘာဖြစ်တာလဲလို့မေးတော့အစီခံကအမွှေးနံ့တာအိုးထဲကနေရှေးဟောင်းပစ္စည်းတွေရောင်းလိုက်ပြီးဆိုတဲ့ထူးဆန်းတဲ့အတန်တွေကြားရတယ်လို့ပြောပြခဲ့ပါတယ်။ဆဆဟာသူ့အကိုကိုလိုက်ရှာဖို့ထွက်ပြေးသွားခဲ့ပြီးအမွှေးနံ့တာအိုးကလည်းတောက်ပလာခဲ့ပါတယ်။ရှိန်ရန်ကတော့ဆကိုစောင့်နေဖို့အော်ဟစ်နေခဲ့ပါတယ်